Mengarai jiwani Sekali dari tuan Api-api-wali Amiri yiji dah mahu bau dia Amiri mana Kita tu tak amiri kan cedak Amiri tu pun cedak dia Banyak lagi tu loh Amiri ni kan dulu mah Dapur dari Malaysia ni Hala Amiri ni kan Tak amiri Sao sulit hala Demi kau jual amiri Itu pilih amiri Tengah kali pilih amiri Api ni jangan bari lebih ada Tatami sao ni itu Tatami jiwa tu dah itu Tatami punya dapur itu Lepas tu ni ada Miba ni api ni tatami ni Mesin ni pun macam ni Tanya Amiri ni jiru jiran aku bau Cenderung pakai ni Tatami ni ada jualan ni Dia mari mulai tidak api dia Tesi dama yang memulai mah, tesi suara kata itu api dia. Hoba. Oh deh no. Oke. Thana mah, thame moga jauh dia api dia. Mana kok? Api no. Oh deh. Kaya mulu pagi yang kita dia aku. Ni orang Cina yang masih surat tinggal surat pada wah. Api wah surat tu Cina ni. Pagi ni aku komputer ya pada dia. Aku tadi ni logo. Yo no. Api saja. Hawaii dayung dan puisa lalui bawa Yonole moba yoniale yene mashiba ini cari bawa riba Ciri cari ni nai auto bicu dani ma yenye loa pipi yenye loa mimi Ba ni sila ba lu ni atai ni ra wan sat Hoba. เป็นยังไง Bayar sama kok. Sana. Oh ini. Umur dah lu ni Uyu teh do kain dah Uyu teh do tidak weh เราตีเราเว้ย Ucu le do semai U au nai weh do sen piu มาปะ Bila bila mengabai tu Kau tahu ni เนี่ย Kau tahu saya Yo. Sila paling juga Oh. Kau yu cina Sana ni. Dah, ya dah. ကျွန်တော်တို့ရွှေလက်ပိုင်သူဆိုင်ကိုအားပေးတဲ့ပရိသတ်တွေလည်းအများကြီးပါ ย้ายมา အားပေးတဲ့ပရိသတ်ကိုလည်းကျေးဇူးတင်ပါတယ် มา ဒါပေမဲ့ဒီလူမှာကျွန်တော်အားမငယ်ပါ ဘာဖြစ်လို့တော့ တကယ်လို့ပရိသတ်မရှိတော့ပါအလူတကာအလူပါနဲ့မန်းတက်ပြည့်တယ်နော်အဲ့တော့ကျွန်တော်တို့လူတကာလူပါတွေအတွဲတွေအများကြီးပါ စူကြီးမျိုးကြီး ဟုတ်ကဲ့ချွေကြီးမျိုးကြီးပါ มา အဲ့တော့ကျွန်တော်တို့ရဲ့ဘာမဟုတ်ကဲ့ဘာမဦးမောင်ကြီးနဲ့မေမေတော်ရေးလူတို့ဝီဒီယိုမတန်းနေတဲ့အကိုလည်းအသေးချာဒီနေရာလေးမှာအမ ย้ายไปสิ Nhà ta tụi vui để người ta chi này nó Hả? Đây nào Cô ta đi gì? ย้าย Cô ta say ယုတ် Đi cái này cho nó suy lấp bài nữa cả Lúc mà công ty trình này chi này này gì cả ဗါလေ Biết cái điều này em mà khá này kìa ကောင်းကြ ဟုတ်ကဲ့ဗျာအဲ့တော့ကျွန်တော်တို့ရဲ့ဖေးဖြစ်တဲ့ဖေးဦးပေါင်းအေးတို့မေးတော်အေးလူတို့လူတော်မင်္ဂလာပွဲကြီးမှာ มา မှတ်တမ်းတင်ဂုံပြုတ်မဲ့ရွှေလက်ပိုင်သူရဲ့တေးတစ်ပုဒ်က ทำยังไงเลย ပေးကန်းတူတန်းအမခံတဲ့
စေနာကောအလေးမကြီးပါဒီကံရလိုက်တာဒါနာစေတိလဝိတကထောင်းမယူလို့ယုံကြည်ချလို့တည်နေတာမနဲ့ညောမတော်တော့ထမင်းချောင်းစီမောင်းပြီးလို့နေတာဒါနာပါရှင်မပူရာဒီကံရာအမသာ ဘယ်လိုလဲဆိုတော့ ဟုတ်ပါ အလူစီလူရာချာရီမကပြောင်းရီမရှာလူကြတဲ့ချာအလေးစလန်နေမကလိုက်စနီမလည်းပြောင်းစီကနာစီကနာစီကနာဒီကနေ့မက စေနာကောအလူမကြီးရာဒီကံရလိုက်တာဒါနာစေတိဝိတကချောင်းမကြီးလို့မျိုးစိချလို့ပြီးနေတာမနဲ့ညမတော်တော့ဓမင်းချောင်းစီပေါင်းပြီးလို့ပြီးနေတာဒါနာပါရှင်မခွေနာဒီကံရာအမသာ တရတရားဤချက်တန်လာအလူရကစီတာတောင်းနာဝတလာတထေအလူစီလူနေရာဆိုင်မကပြောင်းရီမရှာလူစားတဲ့ချာအလူစလန်နေမကွာစနီနာလည်းဖြစ်လို့စီဒနာ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  Long time late, you are going to be now. This is a time a losing you know. Long time late, you are going to be now. This is a time a losing you know. Mommy, go to the wedding. Never be you know. Mommy, go to the wedding. Never be you know. Say that, baby. Say no, Little guy, you're Johnny now.
ကျိုးစားမရမ မောင်တထမ်းလေးတရက်ကိုလူကြီးပေးနိုင်တာ လက်စစကောင်းတယ်လို့လူကြီးနေလိုက်တာ မောင်တထမ်းလေးတရက်ကိုလူကြီးပေးနိုင်တာ လက်စစကောင်းတယ်လို့လူကြီးနေလိုက်တာ တာလီကိုရှင်ပြပေးတယ်လို့ပါ တပီးကိုနာမပြည့်တဲ့လူတော်ပါ တာလီကိုရှင်ပြပေးတယ်လို့ပါ တပီးကိုနာမပြည့်တဲ့လူတော်ပါ ရှင်နဲ့ပိုင်နေဆိုင်ရုံကြီးနေတာလူရလည်းမရလူရလို့ပြောနေတာပေးတယ်လို့အမခပေးတယ်လို့အမခပေးတယ်လို့အမခဒီတော့ ယုတ် ပဒါလူ ခင်ဗျ ဒီကကြတော့လူကလုံးမှာနည်းနည်းများနေသလားလို့ โอเคပါ နော်အဲ့တော့ ဟုတ်ပါ ဟလာဟုတ်နော်ဟုတ်တော့ ဟယ်လိုပါဘာဘာတို့ကသိန်းဆူချမှာပါတဲ့ဒါရတော့ကြာရဒီပါဗျာ ခုကိုကွဲနေပြီဗျာတမဗျာ ဒီလက်ပြက်ပြက်ပြီဒီပါဗျာ ဒီမှာဒီမှာ ပြက်လေသူပြက်တာကိုပြက်တာမဟုတ်တာ ရတယ်ကွဲရင်ကွဲပါသေးသွေးမထွက်ရင်ပြီးရော မင်း နောက်ထပ်တစ်ပြိုတော့တပုတ်တီးဦးပါဗျာအဲ့ဆူချတာစောင့်နေတာဗျာ ကလိုကြီးရော အဲ့ဒါအဓိကကြနေလို့ဓမ္မဗျာပူပါတယ်ဒီမှာ ဒီနေရာမှာတချင်းလက်ပုတ်တီးတာမှပွဲတိုင်းတပုတ်တီးပြီးဆူချတာဆူချမလာရင်နောက်တစ်ပုတ်မတီးဘူး ဟာ အဲ့လိုစောင့်ဆောင်နေတယ်ကွာ ဗန်ဒစ်ကိုဖြစ် ဟမ်အဲ့လားကျွန်တော်ကိုကြီးရဲ့စိတ်ကြီးပူတာတဲ့ငါညီလေးရွာအချိုက်နဲ့ငါညီလေးလုံးလုံးတဲ့ပုံနဲ့ဖြစ်မှာဖြစ်ပါမလားတဲ့ဟောကျွန်တော်ကိုကညီလေးကိုစိတ်ပူတယ်တဲ့ဟုတ်ကဲ့နော်အဲ့တော့ကျွန်တော်အကူလေးမှာโอเคကျေးဇူးများတင်ပါ ဒီရွာကတရားရှိကိုရွာဖြစ်သွားပြီနောက်လာမယ့်နေ့လူသူများအလူငါးသမျှဆိုင်ဒီဆိုင်ပဲငါ ဟာ မငါဘူးဆိုရင်တို့ကရုံးသွားတိုင်ပါ အာ အဲ့တော့မင်းအခုဟာအမဘာကြီးကျွန်တော်အမတို့နှစ်ယောက်ပဲမေးနေရရှိတယ်နော် မေးမေးမေး အဲ့တော့ကျွန်တော်ကိုမန္တလေးမှာဟုတ်လားအဖေလိုက်တိုက်ထားတယ်နော်အဲ့တော့ကျွန်တော်အကူမေးရုံးမယ်နော်အဲ့တော့ကိုကြီးရွှေလက်ပိုင်ဆိုင်နေလူရတယ်ပြောရဲ ကျော်တာဘောညီလေးရောဘောညီလေး ပြောနေနော်တော့ဘယ်လိုကြီးပြောနေအဲ့တော့အလူကကြီးပြောတာဘယ် အ လို လူတွေကပြောတာရက်ဆက်တယ်နော်ငါကြိုက်တယ်ငါလူကိုငါညွတ်နေတာ အဲ့လို ငါခဲတယ်ပါနဲ့သလားငါလည်းတော့ဒီဘက်ပြန်ကဖောက်တော့ပါငါလာဒီကိုတော့အဲ့တော့ဟိုရှလက်မိုင်းကမေးတာရှလက်မိုင်းသူဆိုင်နေသူကပြောရလားတဲ့ကျွန်တော်ကယောက်ျားဆိုတော့ပွဲလဲတယ် ဘယ်လိုလုပ် ပြောတော့ကိုကြည့်လေးအောင် ကဲအဲ့တော့အမအခုထပ်တော့မရောသေးနဲ့နော် အဲ အထက်ကပဲနေ ဟုတ်တယ် ရွှေလက်ပိုင်ဆိုင်နေလူကတော့ပြောရတာဗျ ပြောတာပေါ့ နောက်တော့ဘာလို့ပြည့်တယ်ကြီး သူကတမျိုး သူကဒါအမျိုးသားနဲ့အမျိုးသမီးကကိုရဲတယ်အတန်ကိုရဲတယ်အကူကကြတော့ရဲရဲတင်းနဲ့ပျော်တော့ညီလေးရအမကကြိုက်လို့ကိုရှလက်မိုင်းသူဆိုင်နေသူကပြောရလားလို့ကျွန်တော်သူကမေးလိုက်တော့အမပြောတယ်ပြန်ပါမလို့ ကဲအဲ့တော့ကိုကြီးဒီလေးမရှင်းတာလေးတစ်ခုတော့မေးအောင်မယ် ငါဗာမေးအောင်ပါတော့ နော်ဟာတကယ်ပြောပါလေပြောပါလေနော်ရွှေလက်ပိုင်ဒီဆိုင်နဲ့လူရတာနဲ့အလူမိုင်းစီရဲ့ချစ်တယ်ဆိုရင်ဖြေရတော့နဲ့ဘယ်ကိုပြီတိုင်းရောပါလေလေ ဘတ်စကားကြီးပြောနေဘတ်စကားကြီး မဟုတ် ပြော ဘူး နေ ကိုကြီးစိတ်မဆိုးနဲ့နော်အမကတော့နော်မောင်လေးကိုစိတ်မဆိုးနဲ့ဘာလို့လဲဆိုတော့ရွှေလက်ပိုင်လူကရီးစားမထားဘူးလို့မေးကြည့်တာဟာဟဲ့ဟုတ်ပြောနေတာ ဘာမှပူမနေနဲ့ရီးသားမထားဘူးလေရီးသားအတွက်ဘာမှမပူနဲ့ ဟုတ်ပြီ အပြန်ကျငါယူ ဟဲ့အခုမှခလေး22နှစ်ရှိသေးတာ ဘယ်ဘယ်လိုဝင်ကောင်းတဲ့ကောင်ကလင်းတော်ချင်းတာကြာ ဟဲ့အဲ့တော့ဒီကကြတော့ကိုသားဆိုင်ရင် အေး ကိုသားတင်ကျွန်တော်တို့ကလည်းမကိုကွန်ပျူတာနဲ့တချင်းလေးရဲ့လည်းနေက ပါလေ ရွှေလူတော်တဲ့ဗျ ဟုတ်ကဲ့ပါခင်ဗျာဒီကတော့ကျွန်တော်တို့အကိုရီအမတွေနာမည်တွေကသိပြီးသားပါအဲ့တော့မိဘတစ်ပါးကိုဥထိတ်ကတင်ပြီးတော့လှူတဲ့အလှူတော်ပွဲဖြစ်ပါတယ်ကိုသားသူအဲ့ဒါကြောင့်မလို့
ဘာမှဥမောင်ရေးတို့မေမေတော်အေးနူတို့အလူတော်မင်္ဂလာပွဲကြီးကရွှေအလူတော်ပါတဲ့ဗျာဒီသူပါဥရာဖုံးတာပရဖုံးတာသာရတတ်ဖို့သာရမမတိတနေ့နဲ့ခွေတော့ရွှေလက်ပိုင်ဆိုင်ကအောင်စီအောင်လို့ဒီကဲရတော့ဒီဝဲဒီအောင်မြင်ပြီးတော့ရွှေအလိုတော်ပရဗုဒ္ဓသာကြတတ်ဖို့သာသနာ့ဒီအနေနဲ့ပွဲတော်ရွှေလက်ပိုင်လူဆိုင်ကအစီအမဒီကဲဆိုဒီဝဲအမီမီတော့ရွှေအလိုတော်ဝိုင်းတော်စီဗနာလေးဖြူတဲ့လူတော်ဒီလိုအလုံးလုံးအလုံးလုံးလောတရားဒီလက်ကတည်းကစီရောအလုံးမပတိအလုံးစက်ဒီပြစဘဒီဒီနာကြီးဟာကျန်တိုင်းဆိုစီရီစီရစီရပေါ်ဆိုင်ရာယောစီတီယာအောင်လေရာစီရလို Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ချမ်းစေနာလေးထူးတဲ့ရာ So lady, nani hade, nani siri suya, sira saya, ya sidira. Amelia, 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 Okay, ba. Hello, so you baby. Yo je kan attack ko me khana sare me mai sa kong le la ga ja he lo tu jo ma khan kong sai ne ai ga lai ko tai khai khai da de si bin ji ga myin san yin da ho do so ba jiao sai ga ho da jian sin yu ju ma u hou de ma ba ga ga bo chu na ma ga bo wei yao wai lao ga bo ya nyou sai ma ga ma bo shui chong wa ga so ya bai so ya lai ba wei myanmar myo chit tu ye kong mya ti ya ya let na kai shui tong lan tai kai shui shui chi de lo shui la bai du kha ya di ni ga ma mai mai kang kang ti cha lai sa wa ပြိတ္တနောက်ကလူရှင်တော့ကိုတော်ဆန်းရညမွေလုံးဘယ်လောက်လဲ ကျွန်တော်ငွေလုံး300ပဲ 300ဟုတ်ညာကြီးတစ်ခွက်ဘယ်လောက်တော့ ကျွန်တော်3သိန်းခွဲလေး 3သိန်းခွဲဟုတ်တယ်နော်ဟုတ်ပေးရတဲ့လောက်တန်တယ်ပြိတ္တဟုတ်ဒီလိုစာရရှိလို့လည်းရွှေလက်ပိုင်ပေးထားတာပါဟုတ်အဲ့တော့ကိုတော်ဆန်းရပြိတ္တကိုကျေးဇူးဆက်တဲ့နေရာမှာမခုမကပ်ဖဲလို့တော့နော်ကျွန်တော်ခိုးတယ်လို့ပြောမခံနိုင်ပါဘူးခိုးတယ်လို့ပြောမခံနိုင်ကျွန်တော်ခိုးတယ်မဟုတ်ပါဘူးဟာတယ်ဘုရားကြီးရှင်မှာစာလေးတွေသွားရငါပြောကြတာလုံငန်းကိုခိုးတယ်လို့ပြောမခံနိုင်ဘူးပြောမခံနိုင်ပါဘူးဆိုင်တော့ကလူရှင်တော်တွေကကောင်းလိုက်တာကွာကြိုးစားလိုက်တာဒါမှမဟုတ်လို့ရှင်ချပါလေအဲ့တော့ကိုတော်ဆန်းရတစ်ခါတော့လှုပ်ဆန်းပါတော့တစ်ခါယေရှုတည်းကအမျက်ရှိကအယိုးကျင်ကြီးရေခမ်းခံအသက်ကိုမိခန္ဓာစရိပဲမိတ်စာကောင်းလေလာကြရဟဲ့လို့သူ့ကြုံခံလို့စိတ်နဲ့အင်္ဂလိပ်ကိုတိုက်ခိုက်ကြရတယ်။စီပင်ကြီးကဒီဆိုင်ပြည်သားဟိုတော်ဆောင်ကြောက်ဆိုင်ကဟိုတော်ကျစမြူးကျုပ်ကဦးတော်ဘာကကဘုံချုံနမောကဘုံရောဝဲလောက်ကဘုံရညို့ရှိပကမှာဘုံဆွဲချောင်းပါကဆိုရနေဆိုရမယ်ပေါ့လေ။မြန်မာမျိုးချစ်သူရဲကောင်းများသည်ရရလက်နဲ့ကန်ဆွဲတော်လန်တိုက်ခိုက်ဆွဲလို့ရှိတယ်လို့ဆွဲလို့ပိုင်သူခင်ဗျာဒီနေရာမှာမိုက်ကန်တီချာဟမ်ဘာလဲလားဟယ်လိုဟမ်ဘာပြောဟုတ်လေလောက်ချိုးသားနေတာဗျာမကြောက်ဟောမကြောက်ဘူးတော့ဒီဘက်ကလည်းအောင်ဘူးမကြောက်ဘူးအောင်ဘူးလို့လေဟိုမှာမကြောက်လို့ကြားလို့ဟုတ်လားဟုတ်လားအောင်ဘူးတော့မကြားဘူးအောင်ဘူးကြားဟုတ်ကဲ့ကြားရတစ်ခါလားဟုတ်လားရဲစွမ်းတဲ့မျက်စိကရိုးချင်ရေခန့်ကဒါနဲ့မိုးလေးတော့လေအေးတာပဲရဲစွမ်းတဲ့မျက်စိကရိုးချင်ရေခန့်ကအသက်ကိုပဲခါတော့ဆိုတော့မိစ္ဆာကိုလာကြဟဲ့သူတို့ခါတော့ဆိုတဲ့အင်္ဂလိပ်ကိုတိုက်ခိုက်ကြတယ်ဒီမကြမ်းမြေသားဟိုတော့ကြောက်ဘယ်မှာတော့ဝေးတော့ကျန်ချလာတော့ဘယ်မှာကန်ရှိတော့မိုက်ကန်တီးဟဲ့ဘာလို့ဆိုတော့ဘယ်လိုမှတော့ရှိကြမချပါနဲ့ငါမေအောင်လို့ဒါကမကြားနေဘူးဒါမှငါကတော့အဲ့တော့ဒီတော့ဘာနေလဲပါခင်ဗျာတိုင်သူကဟဲ့ဆိုကြိုးစားဒီမှာပါဟုတ်လာလာလေပါကြပါလေတော်လည်းတန်နေနဲ့လို့ထမ်းမြပေးတာဟောတော့ပိုင်သူပြီးတဲ့ညမအမှုပြင်းညလူပြင်းညလူပြင်းညတော့ဘုန်းကြီးတွေကြွလာပြီးတော့ဘောင်းနဲ့အရင်လာပြောတယ်ပါဟုတ်
ဘာလို့တက်နေပါဦးလဲ ပိုင်သူတိတဲ့ညီမအမှုပညာ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  โอ้ အမှုပညာလမ်းကြောင်းမှာဇွဲမှာပပအားမှုတစ်ခုပိုက်ပြီးတော့ပိုင်သူ ခင်ဗျာ ကြွလာတဲ့အများလူထုကြံအောင်တိချ အများလူတို့ကြောက်ရည်ရ ဟုတ်ပါ ဘလို့ဒီမယ်လို့ကိုသားထု ခင်ဗျာ ကိုသားထု ရလာလာ ဦးလေးနဲ့ကအကူပါနော်ဘယ်လောက်ထိအပြင်မှာတငင်ချင်းလို့ဦးလေးလို့ပေါင်းပေါ့လုပ်ငန်းနဲ့ရောလို့ရှင်ကျွန်တော်ဘယ်လိုကြောက်လဲဆိုတာပြမယ်နားတော်ကြီးပါကိုတော်ဆန်း ဘာဟင်းညာနာတော့ဘာဟင်းညာနာတော့ဘာဟင်းညာနာတော့ငရုတ်သေးကြော်တော့ဆက်တာဟင်းညာလာကြိုင် ကိုတော်ဆန်းဒီတော့ငါကျွန်တော်ကြောက်သွားလို့ကိုတော်ဆန်း ဘာဟင်းညာနာတော့ဘာဟင်းညာနာတော့ဘာဟင်းညာနာတော့ပဲဒီတဲ့တော့ဆက်နေတာဟင်းညာလာကြိုင်ဟင်းညာနာဘာဟင်းညာနာတော့ မထူတော့ဘူးခမရလို့ထူနေတာငါမရသားရဲ့ အရှင်ပါလား ဟဲ့ကိုတော်ဆန်း ညာ ကြည့်ပါဦးလေကျွန်တော်လည်းလေးပြီးပါမယ်တေချာကြည့်ပါကျွန်တော်လည်းကလေးတွေတေချာကြည့်ပါဗျာအမှုပညာသမားလက်တယ်ဗျာကျွန်တော်တို့တော့လာရတာလေနော်ကားစီပိုက်ကပန့်ပေါက်သွားလို့ကျွန်တော်တို့မှအသက်နဲ့ရှင်းပြီးတော့တော့ရတာပါ ဟုတ်ကဲ့ အကြီးတွေကြောင်ကြီးတွေလွတ်ကြပါဦးဆိုတာပါသေးတယ်ကျွန်တော်မှတဲ့ သူ့ဘာလို့မောင်းပြီးသူ့ဘာလို့အော်နေတာဟုတ် ပြိတ္တလက်တွေဆိုရင်လည်းကြည့်ပါဗျာနွားသေးရင်နဲ့ပရောက်သားအသိဆက်ကြွက်ခတ်အောင်လာတာပါနော်ဒီတော့မာကျောင်းနေတဲ့အရာတွေကိုကျွန်တော်တီးရတာပါဟုတ်ဒါတော့မှလူရှင်တို့တွေခင်ဗျားတို့ အဲ့လိုမဟုတ်ကိုတူလေးလက်ကလေးတွေသေချာပြောမယ်သေချာပြောမယ်နော်တသွေးတမွေးနဲ့တယောက်သားပိုင်သူဆိုတာတသွေးတမွေးနဲ့တယောက်သားဟောတော့ဖွေးဖွေးယောက်ျားဆိုင်စရာဘယ်လိုလုပ်တာတော့မသိဘူး။ဘာဖြစ်လဲတဲ့ချာကြည့်ပါဦးဆိုင်စရာဝေယူရပြန်ကုန်တာမသိဘူး။ရှက်နေတာကလေးကရှက်နေတာ။ဟုတ်ရှက်တာတကယ်တနာရအောင်လေ ဒါနဲ့ကိုရှေ့ရောက်မှာမဟုတ်ဘူးသူမူးနေတာနဲ့ကို ။တခါ တသွေးတမွေးနဲ့တယောက်သားဟောတော့ဖွေးဖွေးယောက်ျား မိုက်တယ် နာလာနေမိုက်တော့ကျိုးကုန်လို့တယ်ဒါဖွေးဖွေးယောက်ျားပါမလေးတဲ့မလေးဖွေးယောက်ျားဆိုတော့ပရိသတ်ကမလေးကိုတော်ဆိုင်ကတူတူကိုညောက်ပြောနေလို့ထင်မစိုးလို့ ဂျာ မ မော ဟုတ်ပါဘူး ကျွန်တော်တို့ဒီပွဲမထွက်ရင်တပြန်မလေးမှာဖွေးဖွေးအင်္ဂလာဘော အလေးလာ အင်္ဂလာဘောတာလေတော့ကျုံလို့ပြောတယ် ။နှစ်ကူလေးချာဘာဘူးဦးလေးတို့မိသားစုတွေပြိတ္တကြတော့မကောင်း ဘယ်နည်းမှာအင်္ဂလာဘောလဲ ။ဘာလို့လူလူလေးဆိုမှပွဲရမှာ အဲ့ဒါပြောလိုက်ဦးလေလူပြောလိုက်ဦးလေပြောဦးလေမပြမယ်ဝါရဆိုလေ ။ဟဲ့ကြောနေခြင်းလို့မူးနေတာ အော်မူးနေလားဟိုဒီချပြောရင်နော် ။ဒီစားပြ ပရိသတ်ကျွန်တော်တူတဲ့ဖွေးဖွေးကတကယ်ဖြစ်နေတာ ဖြစ်နေတာ တကယ်ဖြစ်နေတာ ။ဖြစ်နေတာ ဆန်ဖြစ်နေတာ သမီးကြီးသားဖြစ်နေတာ သမီးသားတွေဖြစ်နေတာသမီးသားတွေဖြစ်နေတာ အာ ဟိုတနေ့ကဖွေးဖွေးကအိမ်ရောက်တော့ ရောက်တော့ ပိုင်သူ့စီလာပြီးတော့ အာ ဘာမပြောညမပြောနဲ့လာထဆိုပြီးတော့ဖွေးဖွေးကပိုင်သူ့ကိုတွေ့ချင်းအာဝါပေးတာ မိုင်းလိုက် အာဝါတွေပေးတာဆိုတော့ရှက်တဲ့ဒါလေးပြောရုံလေးနဲ့အဲ့လိုတော့မလုပ်တော့ပါနဲ့ ။ရှက်နေတာ ဖွေးဖွေးကအာဝါပေးတော့ရွာသားခင်ဗျားလည်းအာဝါပေးလိုက်တယ်လေ ။ပြီးတော့ပြီးပါလေ ဖွေးဖွေးကိုခင်ဗျားအာဝါပေးတာဘယ်နေရာပေး ။ပါလေးကိုပြီးတော့ ပါလေးကိုပေးတာခင်ဗျားလားဖွေးဖွေးပါလေးပေးတာဒီရွာမှာကျွန်တော်တို့ဆိုင်ကားကြီးပေါ်မြင်နေတာ ဗာမြင်ခဲ့တာ တတိယနမကြီးကိုအာဝါပေးတာပါပေးတာမဟုတ်ဘူး ဘယ်ပြီးတော့ တတိယလေ အဲ ။ဒါလေးတော့ပေါက်ပြီးကြီးနေတာလို့ နမကြီးကိုအာဝါပေးတာ ဘယ်ပြီးတာတုံး ပါပေးတာမဟုတ်ဘူး ဘယ်ပြီးတာတုံး အဲ့တော့ငါလည်းမသိဘူး ။ဟာ။အဲ့ဒီနမကပြီးတော့ပေါက်လို့ပြီးလို့ပြေးရမှာ
အဲ့ဒါတကယ်ပြောတာခင်ဗျားတို့ဖွင့်နဲ့အမဖိတ်တာကိုကျွန်တော်မြင်လား မြင်လား မြင်တော့ကျွန်တော်ပိုင်းသူတကယ်ပြောတာအမလေးအမှုပညာတော်များပိသားတွေဖွင့်နဲ့တွေ့တော့တချင်းလေးတော့စိုးသေးတယ် ဘယ်လိုဆိုတော့ မမကတိတ်ချဖို့ကောင်းနေ မ အလူကြီးရဲ့အနာနာတို့ကရဲ့တိတ်တိတ်ကလေးခေါ်ခေါ်ပြီးနေမမရဲ့ချိုးလိုက်ပါတော့ အဲ့ဒူ သိချစ်တာပဲ မမကိုသိချစ်တာပဲဘယ်နဲ့မမရဲ့ချွလိုက်ပါတော့ကိုတော့ ဒီပဲမရှိတာ တိတ်ချစ်တာပဲကွယ်လား ဟွန်းဟုတ်တယ် မသိဘူးခင်ဗျားတို့နှစ်ယောက်ကြည်စားနေတာကျောက်ကချောင်းကြည့်ရတာဆိုတော့ချွတ်လိုက်တယ်ဆိုလားလို့ပါ လောက်ပါနဲ့ အမအဲ့ဒါနဲ့တားသူ ရ ပိုင်းသူတကယ်ကွာဖြစ်နေက ဘာဖြစ်လို့တော့ အလေအကိတာပါတာ ဘယ်လိုပါ ဖွင့်လေအခန်းထဲလေဝင်သွားရော မြင်သွားရ အခန်းတော့ကအပြောင်ပြောင်မီးလုံးလေးကိုအသာလေးပိတ်ပြီးတော့ တာလေးပိတ်ပြီးတော့ ကိုတချင်းလေးဆိုတာ ဘယ်လိုသိလို့ ပြန်ရောက်ခန်းကြီးတော့ဝတိတ်တိတ်ကလေးကိုချင်တာဆိုဝဲမာယာတို့နဲ့ကိုကိုစပ်ဖွဲတော့ကားနေပြီမာယာတို့နဲ့ဖန်နေလို့မနေနိုင်ဘူးပါဝဲလေလေဟဲ့ချစ်ဝဲပါသေးတယ် ဝဲပါ ဝဲလေလေမင်းအချစ်ဝဲလေလေဘယ်နဲ့ဝဲပါမှာတော့ ပေါ့ကွာ ချစ်ဝဲလေလေလားကျွန်တော်အဝေးနေဆိုတော့ဝဲပေါက်နေလို့ကြားတာ ဆိုင်နေတယ် အော်အဲ့ဒီလိုလည်းပြောပြီးတော့ပိုင်းသူတကယ်ချစ်စရာကောင်းတာဘာမပြောညာပြောတယ်ဖွေးဖွေးကိုလက်တူပြီးတော့ခေါ်သွား ဘယ်ခေါ်တော့ လက်တူပြီးခေါ်သွားပြီးတော့မနောရမဲဥယျာဉ်မရောက်သွားတာအဲ့ဒီမနောရမဲဥယျာဉ်မလည်းရရောအဲ့ဒီမှာဖွေးဖွေးကိုခေါ်သွားပြီးတော့ကောင်းပါလေးနဲ့အမနဲ့ယောက်ျားကြည်စေကြတာ ဒီလေကြတော့ အဲ့ဒီမှာပိုင်းသူကပေါ်ဟာလောင်စားတော့ပြန်မခိုင်းလိုက်ဘူးလားအဲ့ဒီမှာပိုင်းသူကပေါ်ပြီးတော့ခဏနေတော့ဖွေးဖွေးကအပေါ်ဟာ အော်ဘယ်လို အဲ့ဒါလည်းတော့ပိုင်းသူကအပေါ်ဟာ လေတော့ ပိုင်းသူကအပေါ်ဟာဘာတွေလုပ်နေလဲမှတ်တော့ ဘာတွေလုပ်နေရလဲ ရဟန်းတွေစီး ရဟန်းကြီးဝီဝီအဟုံးမ တော်တော်လေးလေဘာလို့ဆက်ရှိလဲအမလည်းမသိဘူးငါကျွန်မဖိုင်ကျဲကြီးပြီးတော့โอเค ဟုတ်ပြီโอเคခဏနားလေးဆော့ဟုတ်ပြီဟုတ်ပြီဒီကြောက်တဲ့ကိုစိုးရီရောစိုးလေးတွေရော ဘယ်တော့လဲ ရ ခင်ဗျာရဟစီးတာကိုခင်ဗျာစာနဲ့ပြင်ခင်ဗျာပြောတာအဲ့လောက်ပဲလားခင်ဗျာ အဓိပ္ပာယ် ခင် မရှိ ဗျာငွေတုံးညီညာကြီးတွေခင်ဗျာငတ်တော့လောက်ကြတော့ခွတောင်း မကောင်းတာပြောရင်လူရှင်တော်လုပ်နေတာအကောင်းတာပြောရင်လူရှင်တော်လုပ်နေတာကပြောအေးမကောင်းဘူးမထီးကြတော့ရမထီးနဲ့တော့မထီးနဲ့တော့တဲ့ကလေးတွေသေးအောင်လေးပဲ ကလေးတွေသိရမယ်လို့ ဒီစေးတွေတော့မင်း ဒီမှာဘုတော်ဆက် ကိုတမိုင်းကိုရေး ခင်ဗျာဗျယံပရာပလိပစာဗျယံတိတာဗျယံတွတ်တော့ ဟာ အဲ့ဒီလိုဗျံပရာပြောချင်လို့လူရှင်တော်လုပ်နေတာ ဘာဖြစ်တော့ နော်ကောင်းတာပြောရင်ငါဘာကိုတာကားစင်ပေါ်တက်ပြီးဘုရားလူကြီးနဲ့ပြိတ်နေမှာပေါ့ကွာ ဘယ်စဘောပေးဘယ်စဘောပေးဘယ်စဘောပေးတာဟုတ်ပြီ အဲ့ဒါဆိုမင်းပြောဆိုလည်းငါမပြောတော့ဘူး ပြောလိုက် မပြောတော့မပြောဘူးတစ်စလုံးမပြောဘူးဘယ်တော့မှမခေါ်နဲ့အခုတော့ပြောတော့မပြောဘယ်တော့မှမပြောဘယ်တော့မှမပြောဘယ်ဥလာပြောငါမပြောနဲ့ဟဲ့ဘယ်တော့မှမပြောတော့မပြော အမလေးကတော့ဆိုင်ရဲ့မပြောလို့တော်တယ်ခရကြီးပြောနေတာ မပြောပါနဲ့ခင်ဗျာပါစကြီးကိုအဆင်းရွှေ မင်းမစားစင်းချုံ ဟိုမှာစနေပြန် ဟိုကကိုနေမောနဲ့ ကဲအဲ့တော့ပြိတ္တနောက်ကလူရှင်တော်တယောက်မကောင်းလည်းရတယ်ရှင်ရပိုင်ဒီဘက်ကကျွန်တော်ကိုကိုသားတို့ကျွန်တော်ကိုတရားဆိုရရှိအောင်ပြောပြပါလား ပြောင်းနေမယ် တော်ဒီဟုတ်ပါလားဟုတ်မေးနာမေး ဂန်နေမေမေခရုနာမေမေ ဘာမှမဟုတ်တာထွေးလေးရေကူ လူကြီးနေလားလောက်လာ ဘယ်ငါရောက်နေတာကွာ အလောက်လောက်နေတာကွာ အေးပေါ့ အတော့တော့နေတာမဟုတ်ဘူး ဟေး တော့အဓိပ္ပာယ်မရှိတာအလုံးလုံးနေတာလို့ဖုန်းနေပိတ်ထားမသိဘူးလားကွာဆက်လို့ရသေးတယ်ဘယ်တော့ဖုန်းနေပိတ်လားဟေး ဒီဖုန်းကပတ်လို့မဟုတ်ဘူး သူပြောက်ဖွားဖွားကောင်းနေငါလုံးပါသားတယ်တဲ့ ဟာ
ဘာမဆဲချင်ဘူးပြိဿချားတဲ့ပြေးလာရတော့ဘေးဟုတ်တယ်ဘေးဖုံးနေကြည့်လာနေတာဘေးဖုံးကုန်ပြီးချောလာလဲအော်ချီရလာလိုက်တယ် ပြီးမှမရှိတာငါဖုံးလာလား ခင်ဗျားလေခင်ဗျားဖုန်းလာတယ်ခင်ဗျားလေ ငါလိမ့်ပြီးဟောငါဖုံးလာတော့မသိဘူးခဏလေးဖုံးတယ်လေ ညနာဟောမချုံမချင်းလို့ ချုံမချင်းနဲ့ညနာအေးရခင်ဗျားလေဖုန်းပြောတာဘာကြီးတယ်ပါလို့ ငါဖုံးနဲ့ထူလိုက်မှာခဏလေးဖုံးကြိုင်လိုက်အောင် ဟုတ်ကဲ့ဖုံးတော့ကကြားဘူးပါဘူးမိမြတ်တက်နေပြီလားမသိ စခွင်မှာခွေးတန်နေထဲတယ်အဲ့ဒီတော့ပြော ကျက်ပါဟောတယ်ပေါ့ အလုံးလုံးနေတာဘာလို့ ပြောတယ် ဒီချိန်ဖုံးစားမှချိန်လာလို့ တောင်းနေဘူး အထိမ်းလည်းမရှိတာ ဟာ သူတို့ပြောအိုးညလေးလား ရက်ခွက်ကအမျိုးမျိုးနော် sorry good morning တောင်းဝင်နေ ဒီကမောလေးတောင်းမနာ ညာလေးပြန်ညာလေးပြောရတယ်ဟုတ်တယ်ကိုယ်ထွက်လာလေဟုတ်တယ်နမောက်ဖက်မှာဟုတ်တယ်မင်းစလီပဲမလေးဟုတ်တယ်ရပါတယ်ပြောပါငါဘာမှမဖြစ်ဘူးမလေးပြောရတယ်ပြောဒီဆိုင်ထဲမှာကိုဆောက်ကျူဆိုင်မှာတော့ကောင်းမှာပါ ဟာငါတော့ပြောတာပါဒီလိုစ ရတယ်ပြောအေးပေါ့ တာလေးပါပဲလေ ညီမလေးလိုင်းလောက်စားနေတယ် ဟာဟာဒီပြောနေရတော့ဟာဒီပြောနေရတော့မသိရင်ညီကိုနေအောင်လည်းရှိတာငါ့ကိုမေးပါ အပြည့်ပြန်လာတော့ ညီမလေး live လုပ်နေတယ် live လုပ်နေတယ်အသေးလေးတွေပေးနေတယ်တဲလေးပေးနေတယ် လမ်းပေါ်ရောက်နေတာ တိုင်းပေါ်ရောက်နေတာဟောဟဲ့တိုင်းပေါ်ရောက်နေတာဒီဘာမှမသိဘူးကငါလေးတွေဟုတ် ဟုတ်ကဲ့ ဒီစားပြော nhà cũng là từ giờ để không mà đi nhau nhau qua sông cô đi nó quỳ đã quên sao đang lên ngày mà mấy cái nhà mẹ vô tôi như lên bây giờ nó mà được ngồi ra đây bây giờ nó mà được ngồi ဒီလေးတွေပါလေ Wish I the one of you, wish I the one of you. ပြောရတယ်ပဲပြည့်စည်တဲ့ဘောစားတော့ကကျေးအိတ်ကနေတယ်ဗျာပြေးရရေလို့ Mong mấy cái nhà về, cô tôi như thế. Wish I the one of you, wish I the one of you. Wish I the man. 1 2 3 4အဲ့မဖေးတော့မိမလားနေချေ Trong biết không đi ra quên. Love that I am, we got to that way. Wish I the one of you, wish I the one of you. Wish I the man. အဲ့မဖေးတော့မိမလားနေချေ Trong biết không đi ra quên. Không mà đi nhau, không mà đi nhau, không mà đi nhau, không mà đi nhau. ပြည့်စည်တဲ့တော့ကိုယ်တိုင်ကြားနေပါလေဗျာဒီလေးတွေပါလေ ပါလေးတရားအဲ့တော့အားလုံးသောပရိသတ်တွေခင်သချင်းကြိုက်တဲ့ပရိသတ်တွေအတွက်ကျွန်တော်တို့ဒီတကာကျွန်တော်တို့ရဲ့တူဝါလေးတယောက်ကိုခင်သချင်းဆိုခိုင်းပါမယ် အားမင်္ဂလာပါ Hey 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 do wanna be Hey 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 do wanna be So far with these
တို့မေမေနုတို့ဒီဆိုင်ကလည်းငါဒီတဲ့လူရှိလာရင်ခေါ်ကြည့်ပါပဲအိရှင်တို့ အကျွမ်းမရှိဘူးကြော အကျွမ်းမရှိကြတော့နောက်လာခဲ့မယ်နော် ခဏနေမှလာကြတယ် ဘာတွေပြောနေရတော့ဟာအိမ်ထဲလူဘာတွေလဲပြောနေရတော့အိရှင်တို့ လူကြီးတွေမရှိဘူးလို့ပြောနေတာနားမလည်ဘူး လူကြီးတွေမရှိလေကလေးတွေထွက်ပြီးလေရရလေ ဟောခဏနေတော့ ဘာတွေပြောနေရတော့အိရှင်တို့ဆိုင်ငါမလို့ ဟောဆိုင်ငါပရိသတ်တကားမောက်တော့ဖွင့်ပြီးတော့ခေါ်လာမယ်ကျူကြီးကောက်ကလာ ဟာဒီလေ ခင်ဗျာ ဟိုဒါဆွေလက်ပိုင်သူအေးလား ရှင်းလိုက်ပါလေ ဆွေလက်ပိုင်သူခေါ်စားကွာ ဟုတ်လေ ဟဲ့ ဒီလေဒီဆိုင် ဆွေလက်ပိုင်သူခေါ်စား ကျွန်တော် ဟိုဆွေလက်ပိုင်ကမေးလား ကျွန်တော် အခုမှပဲတီးတော့တယ်မစ္စခေါ်စားမှာကွာ မဟုတ်လေကျွန်တော်ဆိုင်ဆရာလေ မေးလား ဟုတ်တယ် ပိုင်သူက ဟုတ်တယ် အိုးဟုတ်တယ် ဟုတ်တယ်လို့ အဲ့ကတော့ကဆိုင်ကားလေးကိုခေါ်စားမှာ ခ ပဲ လာလေးဆောင်တာတို့တန်းတန်းပြောနေတာဆိုင်ဆရာတော်လို့ဆိုင်ဆရာကျွန်တော် အိုးဆိုင်ဆရာခင်ဗျားလားခင်ဗျားလည်းစိတ်ဆိုးပဲဆိုရင်အသားတွေရင်မဲပါပေါ့နော် အတားဆိုရင်လည်းမဲနေတာ အဲ့ဒါဆိုရင်ဆိုင်ကားမလို့လာတာ ကျွန်တော်တို့ကနတ်မောက်မန္တလေးပဲရွာဘယ်လောက်လိုက်တော့ ကျွန်တော်သိတယ် သိတယ် မချောက်ဘူးဗျာ ကျွန်တော်တို့ရွာလည်းတထေးလေးကြီးပဲခမရမလျှော့ဘူးဆိုတဲ့စကားလာမပြောနဲ့နော်ကျက်ကခမရလုံးဝဈေးမစစ်ဘူး အမှန် နော်သိတယ်လား ဟုတ်ကဲ့ဟုတ်ပြီဈေးမစစ်ဘူးကျွန်တော်တရားပေးလိုက် အချက်ချက် 200ပေါက်မှတ်ထားတယ် အရေးနဲ့အချွေးတန်ငါနေသေးတယ်ရေးထဲမှာ ဆိုင်ကားမလို့လောက်ပြခဲ့ဟိုသိတယ်တော့ငားမယ်ပြခဲ့ဆိုင်လို့ ဘယ်ရက်တော့ ကျွန်တော်ဟိုဖယ်ရက်တုံးဆိုတော့9ရက်6ရက်ကျွန်တော်တို့ဟိုပါပေါ့ဘိုးရဲတပေါင်းလက်ပြီးကျော် တပေါင်းနားပြေးကြော်ပြောပါဘယ်နဲ့တပေါင်းတပြေးကြော်တော့ ကျွန်တော်ကစကားကြတော့ခွဲလို့မရဘူးကျွန်တော်ကရှမ်းဆိုတော့လေမနေ့ကမှရှမ်းပြည်နေချင်းပြန်လာတာစကားဝဲလာတာ ပြန်လာတာခဏစကားဝဲမလား အဲ့ဆိုတိတ်နေရ သိနေရ ပေးမယ် โอเค ချုပ်လိုက်တော့ဟုတ်ကဲ့တော့ဒီတစ်ပတ်လေးပြဲတယ်လို့ အဲ့ဒါလေးဘယ်နားလို့ပြောတာ ဘာလို့ပြောတာတော့စာချုပ်ချုပ်လိုက်တော့ ဆောင်းတက်တယ်လို့ စာချုပ်ချုပ် စာချုပ်ချုပ်မယ်လား ဟုတ်ပြီဆိုင်ကြကလည်းအဲ့ဆိုခင်ဗျားတို့ဈေးလည်းမစစ်ဘူးနော် ဒီစေဘူး စာချုပ်လည်းချုပ်ပြီးပြီဆိုတော့ကျွန်တော်ခင်ဗျားပြောရရှိတယ်ကျွန်တော်တို့မေသလီဘင်ကစိုင်းတီးတာကြီးမကြဘူး အားကြိုက်ရော အရက်ပြက်ဆက်ပါမှာကြိုက် ခင်ဗျားဒိတ်လည်းမရှိတယ်ဗျဆိုင်ကပြည့်ပြည့်ကြီးတယ်ဗျာ မရဘူးလားမရမငါဘူးလေ မမ ကိုယ်လည်းပတ်စံပေးငါပါမေးဟဲ့ငါမျက်နှာသိစားကြည့်ငါမျက်နှာသိစားကြည့် ကြည့်လိုက် ရက်ချီးရှိလာ ဟောအကြီးတွေဒီရတဲ့ကြောက်နေရတယ် ဟုတ်ပြီအဲ့ဆိုရင်ဟိုမေးရက်ပြက်လက်လုပ်ပြမှာမလား လက်ပြတဲ့ ရက်ပြက်လက်လုပ်ပြမှာငါမှာလုပ်ပြမလား လုပ်ပြီးပါ လုပ်ပြမယ်ဆိုကြိုက်သွားပြီတို့ရွာကဒီမဲ့တို့ရွာတို့မေသလီဘင်ကလူချင်း ဒီချက် လူချင်းကြည့်နေတယ်ကွာကလူချင်းဆိုတို့ရွာကကျမ်းမှကြိုက်တယ်လူချင်းလေး ထားတယ်လို့ချားတော့ဟဲ့လူချမ်းတယ်ဟဲ့လူချမ်းတယ်ဟာ ညူရန်လေးကျမစိတ်ကူရင်ဘူဘောလည်းလေးချင်းချစ်ချင်လေးနဲ့ပြလာရဲ့အဲဝဲလေးမချင်းညနေည လူချင်းတော့ ညနေညညညလေးဘောစီညူရန်လေးကျမစိတ်ကူရင်ဘူဘောလည်းလေးချင်းချစ်ချင်လေးနဲ့ပြလာရဲ့အဲဝဲလေးမချင်းညနေညညညညလူပြလေးဘောစီ ဘာလို့ဝါစား ညူရန်လေးကျမစိတ်ကူရင် အတိဝါသာနေတယ် ချစ်ချင်လေးနဲ့ပြလာရဲ့အဲဝဲလေးမချင်းညနေညညညလူပြလေးဘောစီ ဘယ်လိုလဲလို့ကျုပ်မြင်ဘူးသမျှမိန်းကလေးတွေထဲမှာဒီလိုမိန်းကလေးတစ်ခါမှမမြင်ကျွန်တော်နိုင်ငံခြားလည်းရောက်တယ်ဟိုတနေ့ကမှထိုင်းကပြန်လာတာအကောင်လုံးမိန်းကလေးတွေကနှလုံးပါသူ့ကျမတစ်လုံးနဲ့ဘယ်လိုလဲရှိ ဒါဒီလိုရှိပါတယ်ရှင် ဘယ်လိုဖြစ် ကျမတို့ဟိုကြောက်ပလောင်လမ်းခွဲကနေဒီဘက်ခွဲလာတော့ဒီဘက်လည်းရောက်လေလမ်းနည်းနည်းကျန်းတယ်လေ ဟုတ်ကျင်းတယ် ကားသမားလည်းတအားမောင်းတာနောက်ကျမှသူမောင်းအဲ့လိုမောင်းတော့ကိုကလည်းကွဲကူးလာတာမနက်ကအိတ်လာဆိုတော့အိတ်လာတော့ကျတော့ကားရဟိုဘက်လိမ့်တော့လိုက်ဒီဘက်လိမ့်တော့လိုက်ဘက်လိမ့်တော့လိုက်ဒီဘက်လိမ့်တော့လိုက်ကြာတော့အလဲစုသွားတာ အော်ဒီရလာလို့လေစုရတာပေါ့ ဟုတ်တယ် အလဲတောင်စုရတယ် ဒီရောနာမည်နောက်ကျပြောင်းတော့မယ် ဘာဖြစ်လဲ အလဲစုရွာ တော့မပြောင်းဘူးမဲသတိပြမဲကောင်းတယ် ခုချီ
ဟာလေ ခိုချီ လူလာပြီးခိုချီတယ်အဲ့ဒါနေစားဟုတ်ပါကဲဟောဒီလာလာပြော ကိုကြီးလို့ခေါ် အဲ့လိုရှင်းရှင်းလေးလေးလောက်တာပါ ကိုကြီးလို့ခေါ် ကိုကြီး ကိုကြီး အဲ့လိုလို့ ညီမလေးရှိမှာဘာရှိလို့ကြည့်ပြီးသားမ ဩဟုတ်တာဗောဒီမလေးကရှေ့မှာမြေမို့တောင်ကြီးနဲ့ဆိုတော့ဘာမှမမြင်ရဘူးဘာမှမပူနဲ့ကိုကြီးနဲ့တွေ့ရင်ညီမလေးဘာမှမဖြစ်စေရဘူးရှေ့မှာခြောက်ကြီးရှိတယ်ခုံထားလိုက် မမြင်လို့မကိုဘာကိုကွဲနားရရှိတာငါမတော်ဘူးဟုတ်ဆိုင်နဲ့ဟာတော့လူတွေအလုံးဆက်အောင်လို့ဘာလို့ပြတ်သက်ပြီးတော့စိုင်းကြည့်နေတာဘာပြတ်သက်ကခိုင်းအားတော့ဘာလို့ပြတ်သက်ဒီကခိုင်းတာဟမ်လွယ်သလားခက်သလားတထောင်းသားကြီး ဟင်ဟိုမားနေနော် ဘာလို့ ဘယ်ကလာခါကလာရှာမ ကျုပ်မပြတ်သက်မကဘူးလား ဟာ ဟာရဘလို့ရခိုင်းတာ အကျော်လာတော့ငါလုံးလေဟိုမတားခွာရိုင်တယ်ဒီမှာခေါင်းနဲ့တောက်ရိုင်ပြီးဖွာတော့သေးကုန်နေတယ်ဟုတ်ပါတော်တော့ ခွန်ကြီး ကိုလုတ်ပြန်ပြီးတမျိုးပြောင်းသွားတော့ဒီ နာပါလာကက နာရဖို့ နာနဲ့အဘွား အဲ့ဒါဆိုလဲ ပရိသတ်ဘာလို့မင်္ဂလာစေတပိုင်ဒီလေးပါ စေပိုင်သူလေးပါ အလူစီများနေမိတ်ကလေးပါချမ်းသာချမ်းသာ ရှိတဲ့ပိုင်သူစတောင်းနေတာမင်္ဂလာပါမင်္ဂလာပါမင်္ဂလာရှိပါတဲ့ခေတ် ရရတဲ့ပရိသတ်အားလုံးမင်္ဂလာပါမင်္ဂလာမင်္ဂလာစေ တဲ့ခေစီများနေမိတ်ကလေးပါချမ်းသာချမ်းသာ ရှိတဲ့ပိုင်သူစတောင်းနေတာ မင်္ဂလာပါ မင်္ဂလာပါ မင်္ဂလာပါဗျာ မင်္ဂလာပါမင်္ဂလာရှိပါတဲ့ခေတ် မင်္ဂလာပါ လူနဲ့ပြမတတ္တဝါတို့ဤကိုယ်ွယ်ရာအစစ်ဖြစ်တော်မူပေချသောလုံးလောကတုထာသ
သဗ္ဗေညုတအရှင်တော်မြတ်ဖယားနိတရားတော်တန်ခါတော်ဝိသုမိခင်ကျွေးတဖခင်နှင့်လောကတလော၌ရှိကြကုန်သောတင်เสียမြင်เสียကြားเสียအပေါင်းတို့အားတာမောင်ကျော်天မှာဤနေရာကနေလက်เสียထိတ်မှာမိုးလို့ရုပ်သေးစွာဥတော်တင်ကြောလျောပါတော့ဤခမညာရုပ်သေးစွာဖြစ်ကြောလျောပါတော့ဤခမညာဟေးဟေးမပြောချင်ဘူးဒါပေမဲ့မပြောမဖြစ်လို့ပြောရအောင်မယ်ရှင်လောင်းလဲတဲ့ခါမှာကိုယ်နေရာနဲ့ကိုပြီးပြီးရှိပါစေအကုန်လုံးကိုရွာစီကံကိုသိတယ်မို့လားဟဲ့ရွှေပြိုင်းပြောမနေနဲ့အလှရှင်လောင်းလဲဖို့အချိန်ကြနေပြီအဲ့တော့ရှင်လောင်းလဲတဲ့နေရာမှာရရွာစီကံကိုလိုက်နာတဲ့အနေနဲ့ရှေ့ကဖြတ်သွားတာတို့ကြားကဖြတ်သွားတာတို့လုံးဝမကြည့်ချင်ဘူးအဲ့တော့မင်းအကုန်လုံးစပြီးစီစဉ်လို့တော့အဲ့တော့ကျုပ်ကဘာလုပ်ရမှာတော့ဘာလုပ်ရမှာတော့သူ့နေရာနဲ့သူညင်းချင်းခုန်ချင်းရံပြင်းချင်းမရှိအောင်မင်းကရှေ့ပြေးကြိုးဆောင်မယ်မိုက်လေစီစဉ်လို့ဖယားတော်ဝဲကစားအဲ့ဒီနောက်ကနေပဲခါတိုင်းလူတွေလို့ထုံးကန်တိုင်းလုံးလေကွာဂိုင်းကျုပ်ပြောမယ်ဒီမဲခမရတို့ကျုပ်ရထက်ကလူကြီးကပြောတဲ့စီစဉ်အတိုင်းပဲတီးတီးချာချာနားထောင်ကြခုနကသူပြောတဲ့အတိုင်းပဲရှင်လောင်းလေးတွေလည်းပြောအလစ်တကားကြီးကတပိတ်ကိုလွယ်ပြီးတော့ကျချမမနော်အလူမကြီးကဒီငယ်ကိုပွင့်တားလေးရှင်လောင်းလေးလို့လာပြီးတော့ပြီပြောမရှင်မရဲ့အလူဝဲကြီးချိန်နေသေးပြီပြောတော့ဖို့မောင်ကြီးရဲ့အလူဝဲကြီးဖြစ်မြောက်ခဲ့
ပြီးပြောမရှင်မရဲ့ လူဝဲကြီးချင်းချင်းသေးပြီးပြောတော့ဖို့မောင်ကြီးရဲ့ ဘိတ်ကိုပိတ်ခါလွဲကရဲ့လူဝဲလဲလို့ရဲ့ တကယ်ကိုပိုက်ကပြောသွားရင်ရွှေချောင်းသွားတော့မယ် ဘိတ်ကိုပိတ်ခါလွဲကရဲ့လူဝဲလဲလို့ရဲ့ တကယ်ကိုပိုက်ကပြောသွားရင်ရွှေချောင်းသွားတော့မယ် တားလေးကိုရှင်ပြလာနေနေမှာပြောရတာ ဒီလေးကိုနောက်တာကပြောလို့မဆုံးနိုင်ပါ တားလေးကိုရှင်ပြလာနေနေမှာပြောရတာ ဒီလေးကိုနောက်တာကပြောလို့မဆုံးနိုင်ပါ လူပွဲကြီးစီကားတဲ့ကျွမ်းမွေးကလည်းဆောင်နေတယ် တတော်မချိုးရဲ့လူဝဲရဲ့တရားတော်ဝိုင်းလို့နဲ့ စိတ်ငန်းကတော့နိုင်လာတယ်ဘယ်သူစိတ်များလဲကွယ် လက်မြင်ကျိုးတဲ့ဆိုင်ပြလေးကသုံးသွင်းဆိုင်ဖို့ကွယ် စိတ်ငန်းကတော့နိုင်လာတယ်ဘယ်သူစိတ်များလဲကွယ် လက်မြင်ကျိုးတဲ့ဆိုင်ပြလေးကသုံးသွင်းဆိုင်ဖို့ကွယ် ဥပဒန္တရမိခတ္တဒီမဣဇံတိပုံမြနိဗ္ဗာနတ္တပစ္စည်းယောဟောတုအရှင်ဖေယမိတော်မြတ်ဤအလုံးစုံသောသန္တရဝိစေယအကောက်မပြည့်လို့ပါစေခြင်း တာရှင်ပြုအလူတော်မင်္ဂလာသာသနာတွင်အနည်းလောရာဟိုရှိအစင်လာရှင်လောင်းတငယ်နဲ့ပြရမို့မိဆိုင်ရဲ့မခဆိုင်နေပိုင်ရှင်အပေါင်းအိုးငါပြောဆုံးလေးပွဲဆုံးအောင်တင်ငါတာတယ် ဓမ္မောနာဂဥပသမတိအာယတမတာတိသံဃာတတမတုန်နိဧဝမေတံဇာတိယမိဥပဒကံယောတေယဤတော်မြတ်အားသတိငါစေစီလေးပါအလူ
ရှင်မြတ်တာသိတာလို့ဒီလူရှင်ပြီးပါရင်ဩဝါဒမချာရတာချာခဲ့ပြီချစ်တော်ပြီချစ်တော်ပြီတာတို့သမီးတို့လက်စရာချောင်းလုံးချစ်ကိုယ်လုံးတော့ပါရဒီလူရှင်ပြီပြီနဲ့ပြီဒီလူရှင်ပြီပြီနဲ့ပြီဒီလူရှင်ပြီပြီနဲ့ဒီအလူမနဲ့ဒီမိသားစုတွေစွမ်းလူတော့အကျိုးတရားတွေရကြပါစေအသက်ရှင်ခြင်းအစလာတဲ့ချမ်းသာဉာဏ်ပညာခွင့်အားဖြင့်မှာစွမ်းလူရတဲ့အကျိုးတရားတွေဒီအလူမနဲ့ဒီမိသားစုတွေစွမ်းလူတော့အကျိုးတရားတွေရကြပါစေအသက်ရှင်ခြင်းအစလာတဲ့ချမ်းသာဉာဏ်ပညာခွင့်အားဖြင့်မှာစွမ်းလူရတဲ့အကျိုးတရားတွေအဖို့မဖြစ်နိုင်တော့မြတ်တော်စေကနာရမစိုးပေလို့သာမမိုးခြင်းနဲ့မတွေ့ညီရလောဘဒေါသမောဟကင်းကွာခန္ဓာအရှိနဲ့မြတ်အတိမြင်စွာနိဗ္ဗာန်ရည်စွာလူလာနာပါဤကောင်းမှုကုသိုလ်တရားကြောင့်နှပြည့်ချမ်းသာရနိုင်လားဓမ္မပြေတိုင်းလဲရောက်နိုင်လားနိဗ္ဗာန်အထောက်အကူဖြစ်မဲ့ဒါနာပါစိတ်အကြံမြောက်အောင်လာလူအတိတ်ခံမြောက်အောင်လာလူအတိတ်ကြောင့်ပြင်လို့အနာဂတ်မြောက်စေကမဘုံတော်မဖေရှောင်းရကြအမောင်ဝိဇာမလူကင်းရမှန်မြဲအလေးအပရှိငါတရရတို့မလူရဒီနေ့ဒီအလူမနဲ့ဒီမိသားစုတွေစွမ်းလူတော့အကျိုးတရားတွေရကြပါစေအသက်ရှင်ခြင်းအစလာတဲ့ချမ်းသာဉာဏ်ပညာခွင့်အားဖြင့်မှာစွမ်းလူရတဲ့အကျိုးတရားတွေအဖို့မဖြစ်နိုင်တော့မြတ်တော်စေကနာရမစိုးပေလို့သာမမိုးခြင်းနဲ့မတွေ့ညီရလောဘဒေါသမောဟကင်းကွာခန္ဓာအရှိနဲ့မြတ်အတိမြင်စွာနိဗ္ဗာန်ရည်စွာစချရောမေမိဘရဝတရားရှိတဲ့တိုင်ဒီကနေ့အောင်မြင်ပါပြီရှင်ပီတိအပြုံးနဲ့ကြရည်မြေတာတိ
ကြီးဂျေစုဆက်ပြီးကြည့်လို့ခေါ်တဲ့အတန်လေးရှင်တဲ့ကြာရောက်နေပါလီမာကြီးပြီးတော့ဆုံးတော့နန္ဒလာဝစေရဲ့ဝိဒုက္ခဘောင်းမှာရှိတော့ကိုတင်ငန်းကိုရှင်ပြာလူကမ်းပါရှင်ပြာတင်ငန်းလိုက်ကဲရအတင်ငန်းလိုက်တိုင်းလည်းခံတာရရမယ်ရတင်ငန်းလိုက်လည်းလည်းပြီးတော့ရဇောတိုင်းပါလားအဲ့ဒီခံတာရမာတာရှာနာများရောက်ပြီဒုက္ခတော့မောဇနထာယပပိသံအာသာမိရှင်ဘုရားဝိတော်တို့သည်လုံးစုံသောတန္တရာဝိစေဝိဒုက္ခကောင်းတို့အလူတော်ရှင်သူပြောကြောင်းမို့စိတ်ချမ်းမြောနိဗ္ဗာန်သောဗိမာန်ခေါ်လို့ဗိမာန်ဘောတို့တရားတကာဖရာမတို့အမကွာတရားရဖို့တရားနာကြွကြပါပြုတရားနာကြွကြပါပြုတရားနာကြွတော်မူကြပါလေသူတော်ကောင်းတို့အလူတော်ရှင်သူပြောကြောင်းမို့စိတ်ချမ်းမြောနိဗ္ဗာန်သောဗိမာန်ခေါ်လို့ဗိမာန်ဘောတို့ဘုရားတကာဖရာမတို့အမကွာတရားရဖို့တရားနာကြွကြပါပြုတရားနာကြွကြပါပြုတရားနာကြွတော်မူကြပါလေကျွေကဘဝရေးစီယတနာမြတ်သုံးပါးတစ်ဖက်သောမိဘဆရာတော်များ၏ဂုဏ်ကျေးဇူးကိုကုသိုလ်ပန်သိရှိဥတည်အမှုထား၍အလုဒါရကဥမောင်၏ပြုတာဤကမှာတော်အင်းသူသာသမီမြေဆွေတော်ရတော်မိသားစုတော်ဘုရားတော်ကဒီမိတို့ရေမပေါ်ပွားလာတော့မြေရတနာနာရတနာသူရတနာမြေပေါ်လာတဲ့တကောင်ကသူတော်ရေမပေါ်ပွားလာတော့မြေပေါ်လာတဲ့ကိုရှင်းပြပြလိုက်ကြတာဆုံးရင်တော်ပြမြေပေါ်တိုင်းသာသနာတော်ပင်တို့သူသွင်းချင်းမျိုး၏သာသနာအမွေပေးခြင်းသာသနာအမွေခံယူခြင်းဒီကဲ့သို့ကောင်းမြတ်သောကုသိုလ်မင်္ဂလာကိုဆင်နွှဲရာ၌တရားမှုရှိသောတန်ခါတော်ချင်းမြတ်တို့အောင်မြတ်သောဆောတော်ဘောဓိသင်္ကန်းနေရာစဖြတ်သောလူကဝတ္ထုအစုစုတို့ကိုစက္ကန့်လူရန်ခြင်းတရားမြတ်ဆုံးယတနာသံဃာမြတ်ဆုံးယတနာဒီဟုသောယတနာမြတ်သုံးပါးဆရာသမားတို့အသက်ခံယုံကြည်တဲ့ဆုံးကို၍ရှိခိုးကိုယ်စွာဘုရားအမျိုးကောင်းသောတို့ကိုကြည်ပြပရိကရဆုံးလေးသောမြတ်ဘုရား၏သာသနာတော်တွင်တို့တွင်ကြီးမြောက်ခြင်းဒီဘုရားသာသနာနောက်ကသာသနာကာယတာဓမ္မနုက္ခဓမ္မဒါနကုသိုလ်ကံစေတနာဘေဒီယတော်ယောနာကြောင့်ကြောင့်သောဓမ္မတော်
ကဲဆက်လက်ပြီးတော့လည်းဒီတဲ့တန်ခါတော်ရှင်မြတ်တဲ့ထိုင်နေတဲ့ကောင်းမြတ်တဲ့မေတ္တာဆိုတဲ့ဣဒ္ဓကိုရအောင်ခံယူကြပြီမေတ္တာဆိုတဲ့ဣဒ္ဓကိုရအောင်ပြီးတော့မိတို့ကျမ်းမာရေးဒီကောင်းမှုဘောဇာတက္ကရာ1389ခုနှစ်တမောင်းလာပြီကျော်6ရက်8ရက်3လ2026တနင်္ဂနွေနေ့မင်္ဂလာရှိသောညနေချမ်းချိန်ကာလသမယနိုင်မန္တလေးမြို့ကျဲဆက်ကန်ဤယရနာမြတ်သုံးပါးနှင့်တကဝနှစ်ဖက်သောမိဘဆရာသမားများ၏ဂုဏ်ကျေးဇူးကိုဥထိပ်ပန်းစဉ်ရှေးဥတည်အမှုထား၍အလူဒါယကဥမောင်အေအလူဒါယိကာမတော်အေနုသာသမီမြေဆွေတော်မျိုးတော်မိသားစုဟောပေါင်းကိုတော်ကောင်းတို့ကမိမိတို့ရင်မပေါက်ဖွာလာတယ်ဤယရနာသာယရနာတူယရနာမျိုးကောင်းသားသူတစ်ပိုင်းရင်မပေါက်ဖွာလာတဲ့မျိုးကောင်းသားတို့ကိုရှင်းပြပရိက္ခရာဆုံးလည်တော်ဖြင့်မြတ်ဗုဒ္ဓအာနောက်တပံသိက္ခာတခြင်းဆိုတဲ့ဥပသံပဒမင်္ဂလာဒုမတပံတရားမှုရှိသောသံဃာတော်ရှင်မြတ်တို့ဝါမောမြတ်သောဆွမ်းကဝဘောခြင်းသင်္ကန်းနေရာစရသောလူဘဝတ္ထုအစုတို့ကိုစက္ကတ်တူတန်းခြင်းကုသိုလ်မင်္ဂလာဆင်နွှဲတဲ့ဘွဲမှာအလူရှင်ဆွေတော်မျိုးတော်မိသားစုများနဲ့တော့အာနန္ဒဓမ္မမိတ်ဆွေသူတော်စင်တို့အားသံဃာတော်များရဲ့ကိုယ်စားအတုတ္တပံပြန်လဲကျေးဇူးဆက်သောအဖြစ်ဓမ္မဒါနတရားအတုပြည့်ဖြင့်ဘေးတုအပ်သောအလှကိုယ်စီဆင်ရမည်တရားတော်ဗာတရားလေလူဒါယကဤဥမောင်ဤလူဒါယကမတော်ဤနုသာသမီမြေဆွေတော်မြတ်တော်မိသားစုအပေါင်းသူတော်ကောင်းတို့ကနိတိပညာရှိတို့မိမ့်ပါတဲ့အတိုင်းပါပဲဒုက္ခသဆာယဝဒါနသီလဘာဝနာတရားကုသိုလ်များ၏အဖို့ပါကကိုရှေးဥစွာဘုံကျေးဇူးအထူးရှိခဲ့ကြသောမိဘဘိုးဘွားဦးကြီးဦးလေးတော်ဤတော်လေးအဖိုးအမဆရာသမားဆွေမျိုးသားချင်းမိတ်ဆွေသင်္ဃဟအစထား၍ဘဝဟောင်းကဆွေဟောင်းမျိုးဟောင်းဘိုးဟောင်းဘာဟောင်းဥစ္စာကြောင့်ရိတ်တာတိုက်အပေါင်းတို့အား၎င်းကိုယ်ဆောင်နဲ့အိမ်ဆောင်နဲ့အိမ်ဝိုင်းဆောင်နဲ့လမ်းဆောင်နဲ့ဂျင်းရွာဆောင်နဲ့ရက်ွယ်ဆောင်နဲ့မြို့ဆောင်နဲ့နေဆောင်နဲ့တောဆောင်နဲ့တောင်ဆောင်နဲ့ကျောင်းဆောင်နဲ့ကျောင်းဝိုင်းဆောင်နဲ့စေတီတော်ဆောင်နဲ့ဘာဒနာတော်ကိုဆောက်ရှောက်၍နေကြကုန်သောနတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့ကိုအစာထား၍31ပုံကျင်လည်ကုန်သောဝိနည်းယဒုက္ခိတဒုက္ခိတသတ္တဝါများအပေါင်းတို့အား၎င်းစတုလောကပါဠနမင်းကြီးတို့အား၎င်းနေယတနေယမပင်မြတ်တို့တနေအကြံမင်းယုတို့တနေပြည့်ရှင်မင်းအား၎င်းအထူးအားဖြင့်ဘုရားတပည့်တော်များပိုင်ဆိုင်ရာနေထိုင်ရာအင်္ဂေဟာအိမ်ဝိုင်းဉာဏ်တို့နှင့်တကဝဤကြီးပါတို့ကိုစောင့်ရှောက်၍အဆောင်ရှောက်ကိုပြီးကြပါကုန်သောအိမ်ဆောင်နှင့်များအိမ်ဝိုင်းဆောင်နှင့်များကြီးရွာဆောင်နှင့်များအယံဆောင်နှင့်များဘုံမစိုးရုပ်ကစိုးအာကာသစိုးနတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့အား၎င်းအမြဒီဝိငါဘာကုန်၏အပေါင်းတို့သည်ရောက်ရှိရာဘဝရှိရာဘဝဘုရားနာမှာသတ္တုထမြကြာမြင်သိရှိကြ၍
သာဓုအနုမောဒနာခေါ်ဆိုနိုင်ပြီလင်ချမ်းသာဒုက္ခအပြည့်အဝရရှိကြကဝမ်းမြောက်ချမ်းသာချမ်းသာကြသည်ဖြစ်ကြပါစေကုန်သောအားလုံးကြာကြာသမျှကုသိုလ်အမြယူတော်မူကြပါကုန်သောသာဓုအားလုံးကြာကြာသမျှကုသိုလ်အမြယူတော်မူကြပါကုန်သောသာဓုကုသိုလ်အမြယူတော်မူကြပါကုန်သောသာဓုအလူချင်းဆွေတော်မြေတော်မိသားစုများနဲ့တို့အားလုံးတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့သည်သက်ရှိကျမ်းမှာဘေးရန်ပွားကြရင်ဤကဲ့သို့ရပြေးကြတဲ့လူဘဝကိုရရှိခိုင်းတွေ့ကြုံလို့ရဆုံးစည်းလို့ရခင်းတဲ့မြတ်ဘုရားရဲ့သာသနာတော်မြတ်ကြီးနဲ့တွေ့ကြုံဆုံးစည်းခိုင်းဘဝအလတ်ဓနအလတ်ဓမ္မအလတ်ဤစုံကိုတွေ့သာသနာတော်ရဲ့ပန်းတဲ့ပြည်တဲ့နေ